那反正是你西巴的路标的报告里，啊，高龙的谁股降息比咯？ဒီဖန်ဆင်းအောင်နေမကောက်ဖះဒီကဘာကြီးကထိန်းချုပ်ထားတာဘယ်ရောက်ကြည့်ပြီးတည်လဲဆိုလို့ဥမာဒါရနေဗျာဒါကကဘာကြီးနေတဲ့ကဘာနဲ့အကွာအဝေးကိုကျွန်တော်ပြောမယ်ကျွန်တော်ငယ်ကတင်ခဲ့တာမိုင်ပေါင်း63တန်းဒါထားပါတော့ဘယ်လောက်ပဲဖြစ်ဖြစ်ဗျာဒီအကွာအဝေးရဲ့အရေးချင်းကအဓိကမကြောက်ဒီဒါကဘာကြီးဒါနေကဘာကြီးကနေဘက်ကိုနည်းနည်းလေးတိုးမယ်ဆိုရင်ကျွန်တော်ကဘာမှာရှိတဲ့လူတွေအကုန်လုံးအရေးပြောပြီးတေကုန်ပါဗျအနောက်ကိုနည်းနည်းလေးစုပ်သွားလို့ရှိရင်လည်းအေးပြီးတော့တေကုန်ပါဆိုတော့ကဘာနဲ့နေနဲ့အကွာအဝေးကိုရှေ့လဲတိုးလို့မရဘူးနောက်လဲဆုပ်လို့မရအောင်တဘောတရားကြီးမဖန်တီးပေးနိုင်ဘူးကျွန်တော်မြင်တဲ့တဘောတရားကြီးဆိုတာအမြဲတမ်းဖောက်ပြန်နေတာဆိုတော့တဘောတရားကြီးကမဖန်တီးပေးနိုင်ဘူးမဖန်ဆင်းပေးနိုင်ဘူးဒါပေမဲ့ဖရာသခင်ကဒီကဘာကြီးကိုရှေ့မတိုးအောင်နောက်မဆုပ်အောင်သူကဖန်ဆင်းထားတဲ့အပြင်ကိုယနေ့ချိန်ထိထိန်းချုပ်ထားတယ်အဲ့ဒါကြောင့်မလို့နေ့နဲ့ည24နာရီဆိုတာပုံမှန်ဖြစ်နေတာအဲ့ဒီပုံမှန်မဖြစ်အောင်တဘောတရားကြီးကမလုပ်ပေးနိုင်ဘူးဖရာသခင်ကတားလေဒီကဘာကြီးကိုထိန်းချုပ်ပေးတဲ့အတွက်ခင်ဗျားတို့ကျွန်တော်အသက်ရှင်တယ်တင်ရောကျွန်တော်ကအသက်ရှင်တယ်ကျွန်တော်အားလုံးဒီကဘာကြီးထဲမှာနေတဲ့လူတွေအကုန်လုံးရေရှည်အသက်ရှင်အောင်ဒီကဘာကြီးမပြတ်စီအောင်ဖရာထိန်းချုပ်ပေးထားတာကဲဟုတ်ပြီဒီစကြဝဠာအဖွဲ့အစည်းဒီစကြဝဠာအဖွဲ့အစည်းကြီးကအင်မတန်မှကျေပြောပြီးတော့မှအရန်ရှုပ်ထွေးတယ်ရေတွက်လို့မရတဲ့ကြဲတွေဂျိုတွေအများကြီးရှိတယ်အဲ့ဒါတွေတချို့အရာတွေကပြန်နေရနော်ကဘာကြီးလို့ပေါ့ဗျာသွားနေတာကဘာကြီးကနေကိုလည်းပတ်တယ်သူ့ကိုသူလည်းလဲပတ်တယ်အချိန်အတိအကျဖြစ်အောင်သူသွားနေတာအချိန်နည်းနည်းမှလွဲလို့မရအောင်အဲ့လိုလွဲလို့မရအောင်တဘာတရားကြီးကမထိန်ချုပ်ပေးနိုင်ဘူးတရားကထိန်ချုပ်ပေးလို့ကဘာကြီးကယနေ့ချိန်ကြီးရက်တည်နေတာအဲ့ဒါကိုလူတွေကလေမတိတဲ့အပြင်ကိုတရားကြီးဘယ်သူမှမထိန်ချုပ်ပါဘူးဆိုဘာမှလို့ပြောမယ်ဆိုတော့စော်ကားတာပေါ့ဗျာအဲ့လိုစော်ကားတဲ့အတွေးခေါ်နေတဲ့တွေးခေါ်နေတယ်ကျွန်တော်တို့ကသလားကျွန်တော်လည်းငယ်အရင်ကအဲ့လိုထင်ခဲ့တာဒါပေမဲ့ကြီးလာတဲ့အခါမှာကျွန်တော်စဉ်းစားတယ်ပညာရေးသင်တဲ့အခါမှာအော်နောက်မှသိတယ်ဒီကဘာကြီးကိုထိန်ချုပ်ထားတဲ့သူတရားရောက်ရှိပါသလားဥပမာပြောမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်မောင်းတဲ့ကားမှာတခါကျလူတွေပါတယ်ဗျဆိုတော့ဒီကားကိုကျွန်တော်မောင်းလာရင်းနဲ့ကျွန်တော်စိတ်မရှိလို့ကားပေါ်နေခုန်စင်းပြီးကားကြီးလွတ်ထားမယ်ဆိုဘာဖြစ်သွားမှာလဲထိန်ချုပ်တဲ့သူမရှိလို့ရှိရင်လူတွေတေကုန်မှာပေါ့ကောင်းအောင်ပါတဲ့လူတွေပေါ့ဗျာတိုက်ခိုက်ခြင်းအဖြစ်လားဒါမှမဟုတ်လို့ရှိရင်ကာကြီးတိမ်မောက်သွားခြင်းအဖြစ်လားသေကုန်မှာပေါ့ကျွန်တော်ထိန်းချုပ်ထားတဲ့အတွက်ဒီကာကြီးကမတိုက်ခိုက်မတိမ်မောက်ဖြစ်တာလေအဲ့ဒီလိုပဲဒီကမကြီးကလည်းတယောက်ကမထိန်းချုပ်ထားဘူးဆိုလို့ရှိရင်မကင်တွေထားဘူးဆိုလို့ရှိရင်တခုနဲ့သွားတိုက်မယ်မတိုက်ရင်တော့မှနည်းနည်းလေးရွေ့သွားမယ်ကဘာကြီးရွေ့လို့မရဘူးနော်ရှေ့ကိုနေဘက်ကိုနည်းနည်းလေးတိုးလို့မရအောင်အနောက်ကိုနည်းနည်းလေးဆုပ်လို့မရဘူးကဘာကြီးကသူ့အချိန်နဲ့သူ့ရဲ့လေပတ်မှုနှုံးနဲ့သူတွားနေတာအဲ့ဒါကြီးကိုတယောက်ကထိန်းချုပ်ထားတဲ့အတွက်တင်နဲ့ကျွန်ုပ်မသိတာအဲ့တော့ဒီကမာကြီးကိုဖန်ဆင်းတဲ့ဖျားရှိတယ်လို့ထိန်းချုပ်ထားတဲ့ဖျားလည်းအဲ့ဖျားပဲဆိုတဲ့အတွက်ဟုတ်ပြီနောက်နေ့မှာကျွန်တော်ဆက်ပြီးပြောရပါမယ်တချို့မေးကုန်းတွေရှိတယ်ဘာလဲဆိုလို့ရှိရင်ဒီဒါဆိုလို့ရှိရင်တဲ့ဒီကမာကြီးမှာငလင်တွေဘာလို့လောက်တာလဲဖျားထိန်းချုပ်